မြမရိုးရာအယူအဆနဲ့နမိတ်ဖက်နီးတွေရခြေပွားရတာဟာရှေ့ဖြစ်မဲ့အတိတ်နမိတ်တွေကတခုလို့ယူဆကြပါတယ်။ရတဲ့ခြေပွားဘဲညာအပေါ်မူတည်ပြီးအတိတ်ပဲဖွင့်ဆိုချက်တွေကွဲပြားပါတယ်။ဒါကတော့မြမရိုးရာအယူအဆအရခြေပွားရခြင်းရဲ့ဟောစာတမ်းတွေပဲဖြစ်ပါတယ်ရှင်။ညာဘက်ခြေပွားရတာဟာအလွန်ကောင်းမွန်တဲ့နမိတ်တစ်ခုလို့ယူဆကြပါတယ်။မကြခင်မှာမိမိအတွက်ပျော်ရွှင်စရာစိတ်ချမ်းသာစရာကောင်းတဲ့ခရီးတစ်ခုသွားရတတ်ပါတယ်။ဒါအပြင်အလုပ်ကိုင်တွေအဆင်ပြေပြီးစီးပွားတက်မဲ့နမိတ်ငွေဝင်မဲ့နမိတ်လို့လည်းအဆိုရှိပါတယ်။ဘယ်ဘက်ခြေပွားရရင်တော့အကျိုးမရှိတဲ့ခရီးမျိုးသွားရတတ်တာဒါမှမဟုတ်အလုပ်တွေအရန်ရှုပ်ပြီးပင်ပန်းရတတ်တဲ့နမိတ်ဖြစ်ပါတယ်။စိတ်နှောင့်ယှက်ဖြစ်စရာကိစ္စလေးတွေကြုံရတတ်တယ်လို့ငွေကြေးသုံးစရိတ်တွက်ချေမကိုက်ပဲအကုန်ကြများတာမျိုးလည်းဖြစ်တတ်ပါတယ်။ဘ ഹു တုတအဖြစ်စေပညာရှုထောင့်အမြင်တကယ်လို့ခဏခဏရားနေတာမျိုးစက်တိုက်ရားနေတာမျိုးဆိုရင်တော့သွေးလည်ပတ်မှုအားနေတာအရေပြားခြောက်တွေ့တာဒါမှမဟုတ်ဖန်ဂတ်မှုဆွဲတာမျိုးကြောင့်လည်းဖြစ်နိုင်လို့အရေပြားကိုလည်းဂရုစိုက်ဖို့လိုအပ်ပါတယ်ရှင်။ဒါကတော့ရိုးရာအယူအဆအရဟောစတန်လေးပဲဖြစ်ပါတယ်ရှင်။